မင်းတို့မင်းကြီးကလူသားမှုကိုဆက်ဆုပ်ယွန်ရှားတဲ့ဗုဒ္ဓဘာသာဝင်တူဖြစ်ပေမဲ့မြို့တဲတဲ့အချိန်မှာကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ပုံနတော်ရီရဲ့ဖိအားတွေကြောင့်ဒီလိုရက်ဆက်တဲ့ရတရားကိုခွင့်ပြုခဲ့ရတယ်လို့သူကကောက်ချက်ချခဲ့ပါတယ်။စာချင်းကျော်စကော့ဒါမှမဟုတ်ရွှေရိုးဆိုပြီးလူတီးကြတဲ့စာရေးဆရာရဲ့မှတ်တမ်းတွေမှာတော့ဒီအချက်ကိုတွေ့ရတာပါ။မြို့ရိုးထောင်တွေမှာလူတွေကိုမြုပ်ထားတာတွေမကဘဲနဲ့အဲဒီလူတွေရဲ့ဘေးမှာ CEO ကြီးတွေကိုပါတပါးရဲထဲသွင်းမြုပ်နှံခဲ့တာလို့ပြောခဲ့တာဖြစ်ပါတယ်။ဒီ CEO တွေကမြို့တော်ရဲ့ကံကြမ္မာကိုပြတဲ့နမိတ်တွေဖြစ်ပြီးအခက်အခဲစီတွေခန်းချောက်သွားရင်မြို့ပြတ်လိမ့်မယ်လို့ယူဆခဲ့ကြကြောင်းသူကရေးသားခဲ့ပါတယ်။ဒီအချက်ကအနောက်တိုင်းသားတွေအတွက်တော့အင်မတန်ထူးဆန်းပြီးတော့ကြောက်မက်ဖွယ်ရာကိစ္စတစ်ခုဖြစ်ခဲ့ရတာပါ။ဒီနေရာမှာကျွန်တော်တို့သတိထားရမယ့်အချက်ကတော့ဒီအင်္ဂလိပ်စာရေးဆရာတွေကမြို့တဲတဲ့အချိန်မှာအနီးကပ်ရှိနေကြတဲ့သူတွေမဟုတ်ပါဘူး။သူတို့ကမြို့တဲပြီးတော့နှစ်ပေါင်းများစွာကြာမှရောက်လာကြတဲ့သူတွေဖြစ်တယ်လို့ဒေသခံတွေပြောပြတဲ့ပုံမြင်တွေနဲ့ကောလာဟလတွေကိုစူးစီးပြီးတော့တမိုင်းဖြစ်ရေးသားခဲ့ကြတာပါ။သူတို့မြင်တွေ့ခဲ့ရတဲ့မြို့ရိုးနာကထူးဆန်းတဲ့အခမ်းအနားတွေနဲ့လူတွေရဲ့ကြောက်လန့်တကြားပြောဆိုမှုတွေကသူတို့ရဲ့ကလောင်အောက်မှာသွေးစွန်းသောလူစရေမှုဖြစ်အသွင်ပြောင်းသွားခဲ့တာလည်းဖြစ်နိုင်ပါတယ်။ဗြိတိရှတွေမြန်မာနိုင်ငံကိုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့ကာလမှာမြန်မာမင်းတွေကိုရက်ဆက်ကြမ်းကြုတ်တဲ့အာဏာရှင်တွေအဖြစ်ပုံဖော်ဖို့လိုအပ်နေကြတာပါ။မန္တလေးမြို့တဲစင်လူစရေခဲ့တဲ့ဆိုတဲ့မှတ်တမ်းတွေကသူတို့အတွက်တော့အင်မတန်အသုံးတဲ့ဝါရဖြန့်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီလိုရက်ဆက်တဲ့အရိုင်းဆိုင်တွေစီကနေလူတွေကိုကယ်တင်ဖို့ကျွန်တော်တို့လာတာပါဆိုတဲ့စင်ကြေကိုခိုင်မာစေဖို့အတွက်ဒီလူစရေမှုဇလန်းတွေကိုပို့ပြီးတော့ချဲ့ကားခဲ့ကြတယ်လို့တမိုင်းသူတေတီတချို့ကယူဆခဲ့ကြတာပါနောက်ဆုံးတစ်ချက်ကတော့ဘာသာစကားနဲ့ယဉ်ကျေးမှုအခက်အခဲပါမြန်မာလူမြို့ကုတ်တယ်ဆိုတဲ့စကားလုံးကိုအင်္ဂလိပ်တွေကဇတေးချင်းလို့ဓာတ်ရိုက်ဘာသာပြန်ခဲ့ကြပါတယ်မြို့ရိုးအောက်မှာတခုခုမြုပ်နေတာကိုမြင်တဲ့အခါလူမြုပ်နေတယ်လို့သူတို့အလွယ်တကူကောက်ချက်ချခဲ့ကြတာလည်းဖြစ်နိုင်နေတာပါဒီလိုနဲ့ပဲမန္တလေးမြို့ရဲ့အုံမြေအောက်ကအမှန်တရားကအနောက်တိုင်းသားတွေရဲ့ကလောင်သွားအောင်မှာနှစ်ပေါင်း100ကျော်ကြာအောင်ဘေးဒီတစ်ခုဖြစ်ဖုံးလွှမ်းခံခဲ့ရပါတယ်အနောက်တိုင်းသားတွေကလူပေါင်း52ယောက်တက်ခဲ့တယ်လို့ဟုံတောက်ရေးနေကြချိန်မှာမြန်မာနိုင်ငံတွင်တရားဝင်မှတ်တမ်းဖြစ်တဲ့ဂုံးပေါင်ဆက်မဟာရာဇဝင်တော်ကြီးမှာတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတလုံးတစ်ပါးမှဖော်ပြထားခြင်းမရှိပါဘူး။အမှန်တော့နန်းတွင်ရာဇဝင်ဆရာတွေကမင်းတို့မင်းရဲ့ကုသိုလ်တော်တွေအောင်မြင်မှုတွေကိုအသေးစိတ်မှတ်တမ်းတင်လို့ရှိသလိုအရေးကြီးတဲ့မြို့တီနန်းတီအစီအစဉ်တွေကိုလည်းချန်လက်ထားလိမ့်မရှိပါဘူး။အကယ်၍သာ